ตัวอ๋อนางน้องก็อันอยู่พัดยันအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်စမ်းချောင်းမှာမူဆယ်ရွှေလီတို့လာရှိုးကုတ်ခိုင်တို့ဘက်မှာအစားများကြတဲ့ပန်ချိုင်တုတ်ရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့စမ်းချောင်းလမ်းနဲ့ဘရုံမာလမ်းထိပ်ဝင်းစားတောက်ဆိုင်မျက်နှာချင်းဆိုင်မှာဖွင့်နေအိုက်ပြပန်ချိုင်တုတ်ဆိုတဲ့ဆိုင်လေးပါပန်ချိုင်တုတ်ဆိုတာကတော့တရုတ်အခေါ်ပါမြန်မာလိုဆိုရင်တော့မာလာအစိမ်းတုတ်အေးအေးတုတ်လို့အဓိပ္ပာယ်ရပါတယ်ဒါလေးတွေကတော့ပန်ချိုင်တုတ်ထဲမှာထည့်တဲ့အစာပလာလေးတွေကိုပြုတ်ပြီးတော့အေးခံနေအခုလိုဘူးလေးထဲမှာရေအေးလေးနဲ့စိန်ထားတာပါအစာပလာတွေကတော့အများကြီးပါပဲပထမဆုံးတုံးမဲ့စလုံးတွေကိုဆက်လက်ရွက်ညှက်ထည့်ပါတယ်ရင်းခွာရက်ထည့်တယ်ဝါဟုခောက်ဆွဲထည့်ပါတယ်မာလာခောက်ဆွဲဘက်ထည့်တယ်ပဲပြားလေးထည့်ပါတယ်ကြွနေရက်မို့ထည့်ပါတယ်အာလူးထည့်တယ်ရေညှိထည့်ပါတယ်ကြောက်ပွင့်အမြင့်ထည့်ပါတယ်မုံလာဦးနီထည့်ပါတယ်တခွားသီးလှီးပြီးတော့ထည့်ပါတယ်ကြာညိုးထည့်တယ်မြုပ်ဒီအဆက်3မျိုးထည့်ပါတယ်စုံစီနဲ့နန်းစီထည့်ပါတယ်ရှာလကာရီနဲ့ဗီနီဂါထည့်ပါတယ်အရသာမုတ်ထည့်တယ်နန်းထည့်တယ်မြေပဲထည့်ပါတယ်ငြုံမာလာထည့်ပါတယ်တကြားထည့်တယ်မာလာအနှစ်ထည့်ပါတယ်တံမြာသီးညှစ်တယ်ရှောက်တံမြာကြီးထည့်ပါတယ်အားလုံးပြီးသွားရင်တော့အတုပ်လေးကိုတိချနေပါတယ်နေပြီးတာလေးကိုဘူးရဲထည့်လိုက်ပါတယ်ဒီဆိုင်လေးမှာပန်ချိုင်တုပ်ကိုပွဲသေးဆိုရင်9000ပွဲကြီးဆိုရင်1000ကျပါတယ်ကျွန်တော်ကတော့ပွဲသေးပဲဝယ်ပြတာပါထည့်ပြီးပြီဆိုတော့အပေါ်မှာပူစီနန်လေးအုပ်လိုက်ပါတယ်ပန်ချိုင်တုပ်လေးရပါပြီဘူးလေးဖွင့်လိုက်တာနဲ့ရှောက်တံပြာနန်လေးနဲ့ပူစီနန်လေးရောက်မှွေးနေတာပဲသူ့ရတာချိုချင်းထုံဆက်ရတာလေးပါစားနေရင်ရှောက်တံပြာနဲ့ပူစီနန်လေးကလူကို fresh ဖြစ်စေပါတယ်မာလာဘဲဆက်ရတာလေးနဲ့လည်းနည်းနည်းဆင်ပါတယ်အကြိုက်ဆုံးကတော့မုံလာဦးနဲ့ကြောက်ပွင့်အမြင့်လေးတွေကိုစားလိုက်တာနဲ့ထုတ်နေတာလေးပါအဆက်ကတော့စားနေရင်လည်းပူဆက်လာတာဆိုတော့အဆက်မစားနိုင်တဲ့လူတွေဆိုရင်တော့အဆက်လျှော့လုပ်ခိုင်းတာအကောင်းဆုံးပါတက်လွတ်စားလည်းဖြစ်တယ်လို့ဓာတ်ရိုက်ဖို့ပုံစံလေးလည်းဖြစ်နေတော့ကျက်မာကြီးလိုက်စားတဲ့လူတွေဝိချခြင်းလူတွေအတွက်ကတော့လုံးဝကွက်တိကြတဲ့အစားအစာလို့ပြောရပါမယ်ကျွန်တော်လိုပဲပန်ချိုင်တုပ်လေးကိုစားခြင်းနေဆိုရင်တော့စမ်းချောင်းလမ်းနဲ့ဘရုံမာလမ်းထိဝင်းစားတောက်ဆိုင်ရှေ့မှာဖွင့်နေအိုက်ပြပန်ချိုင်တုပ်ဆိုင်လေးမှာဝယ်စားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ